ဒါဒီနေ့ဒီချိန်မှာဒီဇိုင်နာရီမောအောင်ရေလို့ဖြစ်လာအောင်ပေါ့နော်ဒီအဖေဒီအမေကနေပြီးတော့မှကိုယ်တေချာကျွေးမွေးပြုစုစောင့်ရှောက်လာပြီးခဲ့တဲ့ကျေးဇူးတွေကတော့နှစ်စဉ်နဲ့အများမဟုတ်တော့နေ့စဉ်တိုင်းပေါ့နော်အဖေနဲ့မျိုးအမြဲတမ်းကြောပြစ်တယ်ကျေးဇူးတင်ပြစ်တယ်စိတ်ထဲမှာလည်းရင်ထဲမှာလည်းအမြဲတမ်းရှိပါတယ်အမလေအဲ့လိုမျိုးလိုအပ်နေတဲ့သူတွေကိုအမအဲ့လိုပေးရတာအဲ့လိုမျိုးပေါ့နော်သူတို့အတွက်ဖြည့်ဆည်းပေးရတာနှစ်သက်မြတ်နိုးတဲ့သူဆိုတော့တန်မှုထားတဲ့သူဆိုတော့ပြီးတော့လက်ပဲဖြစ်ချင်ပါတယ်ဒါသားမြက်ကတော်တော်လိမ့်ပါတယ်လို့ပြောလို့ရတယ်။သားအကြီးဆိုလို့ရှိရင်လည်း session နေရှိပြီ။သူ့အခုချိန်ထိသားညာပဲအိမ်ပြန်နောက်ကြလို့စိတ်ပူရတာမျိုးပြီးလို့ရှိရင်အမေနဲ့ပြဿနာတက်ပြီးတော့အမေကိုပြန်ပြောပြန်ဆိုတာမျိုးတခါမှမကြုံခဲ့ရတဲ့အတွက်ကြောင့်ဒါလည်းဖျားပေးတဲ့ဆုလက်ပေါ့နော်။အမလည်းဘဝမှာအရန်အခက်ခဲတွေကြမ်းတမ်းတဲ့လမ်းတွေခရောင်းလမ်းတွေဖြတ်တန်းခဲ့ရတာဖြစ်တဲ့ကြောင့်ဒါဒီချိန်ကတော့ဒါလေးကိုဖျားအနေနဲ့ကိုယ့်အတွက်ဆုလက်တစ်ခုအနေနဲ့ပြေဝပေးရတယ်လို့ခံကြပါတယ်